ရှင်ဒီမှာမမတယောက်မှတ်ထားတဲ့ comment လေးပေါ့နော်မြန်မာပြည်ကမရတာတဲ့ဘယ်လိုလုပ်ရမလဲတဲ့ဟုတ်ကဲ့ပါရှင်မြန်မာပြည်ကမရတာဘယ်လိုလုပ်ရမလဲဆိုတော့လို့မရဘူးရှင်သူကားကိုကားပေါ့နော်တရားဝင်ခွင့်ပြုထားတာက3နိုင်ငံပဲရှိသေးရဲ့ရှင်ထိုင်းမလေးရှားစင်ကာပူဆို3နိုင်ငံပဲရှိပါသေးရဲ့အခုတချို့တော့ဥရောပနိုင်ငံလည်းရနေပြီလို့ပြောပါတယ်ရှင်အဲ့တော့မင်းတို့ကဒီမြန်မာပြည်ကိုရဖို့မြန်မာပြည်မှာနေတဲ့သူတွေဒီ shop ပေါ်ဖို့ကမင်းတို့စောင့်ရမှာပေါ့နော်အဲ့တော့မပေါ်ရင်တော့မင်းတို့လုံးလို့မရဘူးရှင်မင်းတို့ဒီ TikTok အကောင့်မှာပြင်မှာ home ဆိုတဲ့ဘေးမှာ SHOP shop ဆိုတာလေးပေါ်ရဲဆိုတော့မင်းတို့ commission ရှာလို့ရပြီရှင် okay နော်အဲ့ညမှာ friend ပေါ်ရဲဆိုတော့အဆင်မပြေဘူးရှင်နော်မြန်မာပြည်ကတော်တော်များများကအဲ့ညမှာ friend ပေါ်နေပါတယ်ရှင် shop ဆိုတဲ့ sign လေးမပေါ်ပါဘူးနော်အဲ့အတွက်ကြောင့်မင်းတို့ကလုံးလို့မရတာပါရှင်လို့ဟုတ်ကဲ့ပါရှင်ရပါစီလို့လည်းဆုတောင်းပေးပါတယ်ရလာခဲ့ရင်လည်းပြချင်းဝမ်းသာအားရနဲ့လာပြီးတော့ပြောပြပေးပါဦးမယ်ရှင် okay နော်ဟုတ်ကဲ့ပါအဆင်ပြေကြပါစေရှင်နော်အသက်ရှူတဲ့ငွေတွေဝင်ကြပါစေနော်သိချင်တဲ့အကြောင်းလေး share ပြီးတော့ comment မှလာပေးကြပါအဆင်ပြေမယ်ဆိုလည်းတယောက်တစ်ချက်စီရှဲကူပေးကြပါအောင်ရှင့် TikTok shop ကိုခြေခံကစပြီးစနစ်ကျတင်လေးလာခြင်းနဲ့ရလက်တွေမြင်ထွက်ချင်တဲ့ဝင်ငွေရှာလို့ရအထီးကျွမ်းကျင်တက်ချင်တဲ့ဆိုတဲ့သူတွေရဲ့အတွက်အခြေခံကစပြီးဝင်ငွေရှာလို့ရအထီးတင်နာပြီးတဲ့online video တင်နန်းတွေ VIP တင်နန်းတွေဖွင့်ထားပေးပါတယ်နော် message online video တင်နန်းမှာဆိုရင်တင်နန်းထဲမှာ video လေးတက်ပုတ်ချင်းစီလုပ်ပြီးတော့ TikTok shop ကိုအခြေခံကစပြီးဝင်ငွေရှာလို့ရအထီးတင်နာပေးပါတယ်ရှင့်ဒီတင်နန်းလေးထဲမှာလာပြီးတော့တင်ယူခြင်းနဲ့ဆိုရင် message ကဒီ video တင်နန်းလေးထဲကိုထည့်ပေးမယ်နော်ရောက်သွားပြီဆိုရင်ကိုကအားရင်အားဆိုလေးလာတင်ပြီးတော့ကြိုးစားရမယ်ရှင့်โอเคเนาะအဲ့တော့ကိုရဲ့ကြိုးစားဖို့မူတည်ပြီးရလက်တွေထွက်လာမှာတော့ကျင်းသေးပါတယ်မင်းရဲ့အကောင့်မှာမင်းရဲ့တင်တန်းသူတွေရဲ့ရလက်တွေပြီးအများကြီးချပြပေးထားပါတယ်ရှင့်เนาะ VIP သမားတွေလည်းပါတယ်ဗီဒီယိုတင်တန်းသမားတွေလည်းပါတယ်ရှင့်โอเคเนาะအဲ့တော့အလုံးမဲ့အတူကြိုးစားကြမယ်မင်းရဲ့တင်တန်းလေးကိုအပ်ချင်တယ်ဆိုရင်တော့မင်းရဲ့ TikTok Messenger Facebook Messenger Line ချိန်တို့မှာတင်တန်းလာအဲ့လိုရပါပြီရှင့်တင်တန်းကြီးကတော့ဒီ online ဗီဒီယိုတင်တန်းလေးကိုတက်မယ်ဆိုရင်တင်တန်းကြီးကမြန်မာငွေ4000ကျပ်ဖြစ်ပါတယ်ရှင့်โอเคเนาะတင်တန်းကြီးသွင်းပြရနဲ့စတက်လို့ရပါပြီเนาะကျေးဇူးအများကြီးတင်ပါတယ်ရှင့်